ဒါကတော့အာဖရိကလူမျိုးစုတစုရဲ့အနေတိုင်းစားသောက်ပုံပဲဖြစ်ပါတယ်ဗျဒါမြောက်ကြီးနော်မြောက်ကြီးကိုသူတို့ဘယ်လိုမျိုးစားရတော့မသိဘူးဗျကြက်တာတော့မကြက်သေးဘူးနော်ဒါကလူရိုင်းမျိုးနွယ်ဝင်လူမျိုးစုတစုတော့ဖြစ်မယ်လို့ထင်တယ်ဗျဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုနေတိုင်းတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြအောင်နော်ကြည့်ပါအောင်ဗျာဒီမှာဦးတွေကိုဒီတိုင်းချက်ပြီးစားနေတာယွန်စရာကြီးနော်ဒီကလေးလေးတွေစားနေရတော့တော်တော်အရသာရှိမဲ့ပုံပေါ်တာပဲဒီမှာဒါဆိုလို့ရှိရင်ချက်ကိုဦးရီကတိစားတွေဘာမှထုတ်မထားအောင်နော်အဲ့ဒါကိုမှဖင်ကြီးကိုဒီတိုင်းကြိုက်စားနေဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပြီးသွားတဲ့ပရိသတ်တူတယောက်စီတန်းအောင်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ